ကဲဒီနေ့မှာတော့ကျွန်တော်ကန်လေးတွေအားလုံးကို set up လုပ်ပြီးသွားပြီဟိုးနောက်ထိဆိုလဲ share show ငါးလေးတွေ show grade ပြမယ်ဘလို့ budget ပဲလာအကုန်လုံးအဆင်ပြေစေရမယ်ဗျအဲ့တော့ကျွန်တော်ဒီမှာကန်လေးတွေရှိရယ်ဒီမှာဆိုလဲ grade like ခွဲထားတယ်ရုပ်ထွက်လိုက်ရင်လှသလို grade လေးခွဲထားတယ်အဲ့တော့နောက်နေ့ကျတော့လုံးဝ share ဖြစ်ပြီဗျကျွန်တော်ဒီမှာ quality ငါးလေးတွေကိုလည်း quality တီးတန့်ထားတယ်ဒီလို land တောက်လျှောက်မှာ brother တို့စိတ်ကြိုက်ရွေးရုံပဲဗျရွေးရုံပဲရှိရယ်ဒါကတော့ဒီဘက်ကတော့ကျွန်တော်ရဲ့ fry နေအုပ်နဲ့မျိုးထားတဲ့ငါးလေးတွေပေါ့ဒီဘက်ချမ်းတော့ရောင်းဖို့တော့မဟုတ်ဘူးဒီမှာတော့ရောင်းငါးလေးတောက်လျှောက်ရှိမယ်ဗျတောက်လျှောက် brother စိတ်ကြိုက်ရွေးရုံပဲကန်နေမှာအများကြီးဗျပြီးရင်ကျွန်တော်ဒီမှာ fry လေးတွေပြိုးထားလေးရှိတယ်အဲငါးလေးတွေလည်းလှရင်လှလို့ထုတ်ပြီးတော့ဆွဲတင်ပြီးရောင်းမိမယ်ဗျအဲ့တော့ brother တို့ဆိုင်ကိုစိတ်ကြိုက်လာရွေးလို့ရပါတယ်ကျွန်တော်ဆိုင်လိပ်စာကတော့သင်္ကန်းကျွန်းမျိုးနဲ့တန်တူးမာလမ်းနဲ့ပေါ်ဆာမွေးလမ်းတောင်းမှာရှိတယ် Google Map ကဆိုရင်လည်း Addy Stank ဆိုပြီးတော့ရိုက်ရှာလို့ရတယ် YBS နဲ့လာမယ်ဆိုရင်လည်းမင်းတင်မှတ်တိုင်နားမှာဗျလုံးဝနီးတယ်ကျွန်တော်ကိုဖုန်းကြိုဆက်လို့လည်းရပါတယ်ဗျအားလုံး thank you ပါဗျာ